သူ့တန်ကလာတော့ဧည့်သည်သူ့တန်ထဲကထွက်ပေါ်လာတဲ့6ချားပွဲအတန်နဲ့ကြီးကြောင်ထုံးနိုင်တဲ့ပြားလေးတို့နှစ်ယောက်သားခြေလမ်းတွေအလိုလိုတုံဆိုင်သွားကြပါတယ်ဈေးရဲ့အချိန်ကြောင့်တက်ကြွနေတဲ့စိတ်တွေဟာလည်းရေခဲရေနဲ့အပတ်ခံလိုက်ရတယ်လို့ချက်ချင်းပဲကြပြောင်းငပြောက်ပျောက်ကွယ်သွားခဲ့ပါပြီထုံးနိုင်မင်းကြလိုက်လားပြားလေးရဲ့အတန်ဟာတုံရီနေပြီးသူကင်ထားတဲ့ဓမီရောင်ဟာလည်းလက်ခါမိတာကြောင့်လေကွင်းပြင်ထဲမှာဝေဝါးလှုပ်ခါနေပါတယ်ငါကြားတယ်ပြားလေးမိကိုငင်ပြဆန်းပါမျက်တော်ထဲကိုတေချာထိုးထားထုံးနိုင်ကတက်တိမွေးပြီးပြောလိုက်ပေမဲ့သူ့လက်ထဲကမြားတနက်ကတော့တုံရင်နေပါတယ်တောကစားထွက်တဲ့သမားပီဒီလိုအတန်မျိုးကိုဘယ်တော့မှမကြားဘူးခဲ့တာမို့ဒါဟာတာမန်တော်တရိษံတကောင်ကထွက်တဲ့အတန်မဟုတ်ဘူးဆိုတာသူတို့ကောင်းကောင်းသိနေကြပြီအမောင်တဲကရွေလျားမှုသူတို့နှစ်ယောက်ရွာဘက်ကိုပြန်လှည့်ဖို့ပြင်လိုက်စင်ပါပဲပြားလေးထိုးထားတဲ့ဓမီရောင်အောက်မှာထူးဆန်းတဲ့အရာတစ်ခုကိုမြင်လိုက်ရပါတယ်ရာခင်းဆက်သူ့တန်ချန်စီယိုအနီးကမျက်ရိုင်းတော်တွေဟာလေမတိုက်ပဲတိုးဝေးလှုပ်ရှားလာပြီးတခုခုကသူတို့စီကိုဖြည်းဖြည်းချင်းဥတီရွေလျားလာနေပါတယ်အဲ့ဒီအရာဟာမြေပြင်ပေါ်မှာကပ်ပြီးသွားနေတာမျိုးမဟုတ်ပဲမြက်ဖျားတွေပေါ်မှာဝဲပြန်ပြီးလာနေတယ်လို့မျိုးလက်ရောင်အောက်မှာရိတ်ခနဲမြင်နေရတာပါထုံးနိုင်ဟိုမှာဘာကြီးလဲမသိဘူးပြားလေးကကြောက်လန့်တကြားအော်ဟိရင်ဓမီကိုအဲ့ဒီအရာစီတက်ထိုးပြလိုက်တဲ့အခါနှစ်ယောက်စလုံးတွေးပြက်မတက်ထိတ်လန့်သွားကြပါတော့တယ်မထင်မှတ်ထားသောမြင်ကွင်းဓမီရောင်အောက်မှာပေါ်လာတာကတော့သပင်ဖားလာချအဝတ်စားအဖြူရောင်နွမ်းဖက်ကိုဝတ်ဆင်ထားတဲ့မိန်းမတဦးရဲ့ပုံသဏ္ဍာန်ပါဒါပေမဲ့ပိုပြီးကြောက်စရာကောင်းတာကအဲ့ဒီမိန်းမမှာမျက်နှာမရှိပါဘူးချုံးမွနေတဲ့အရေးပြားကြီးသာရှိနေပြီးဓမီရောင်အောက်မှာဖြူရော်ကြီးဖြစ်နေပါတယ်သူမဟာသူတို့နှစ်ယောက်နဲ့ခြေလမ်းနှဲငယ်ကွာကိုရောက်လာပြီးနောက်စောကကြားလိုက်ရတဲ့ရှီလျာဆူရှာတဲ့ငိုကြွေးတန်ကြီးကိုမျက်နှာမရှိတဲ့ခနာကိုယ်ထဲကနေထပ်မံထုတ်ပေါ်လိုက်ပါတော့တယ်ဒူးတုံချီလုံးဖြစ်နေတဲ့ပြားလေးဟာကြောက်စိတ်ကိုမအောင်နိုင်တော့ပဲလက်ထဲကဓမီကိုပြစ်ချကအမေရေတရေပြေးပြီးဟေ့လို့အော်ကရွာဘက်ကိုလှည့်မကြည့်တဲ့စတင်ပြေးပါတော့တယ်တွေးပြက်ဖွယ်အပြေးပြန်ွယ်ပြားလေးပြေးပြီးဆိုတာနဲ့ထုံးနိုင်လဲလက်ထဲကကြွက်တွေမြားတဲ့နက်တွေကိုအကုန်လွတ်ချပြီးပြားလေးနောက်ကိုအသက်လူကလိုက်ပြေးရပါတော့တယ်မြင့်မောင်လက်ရောင်အောက်မှာစုပင်တွေကန်တင်းရိုးတွေကိုတိုက်မိလဲမိပေမဲ့နာကျင်ရမှန်းမသိပဲအိမ်ပြန်လန်းစီကိုသာခြေကုံတင်ပေါင်းနေခဲ့ကြပါတယ်သူတို့နောက်ကနေလေတိုးတန်လိုအဝတ်စချင်းပုတ်တိုက်တန်လိုအတန်ကပ်ပါလာပြီးအဲ့ဒီမျက်နှာမရှိတဲ့မိန်းမကြီးကနောက်ကနေကပ်လိုက်လာနေတယ်လို့ခံစားချက်ကြောင့်နှစ်ယောက်သားအော်ဟိရင်ပြေးခဲ့ကြရာနောက်ဆုံးရွာဦးဖုန်ကြီးကျောင်းဝင်းဝါကိုမြင်လိုက်ရမှပဲအသက်ဝါရှူနိုင်ပါတော့တယ်သူတို့နှစ်ယောက်ကျောင်းဝင်းနဲ့အပြေးလွှားဝင်ပြီးနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါကျောင်းဝင်းအပြင်ဘက်လမ်းမထက်မှာတော့လာရောင်ဖြော့ကလွဲလို့ဘာမှမရှိတော့ပဲတိတ်ဆိတ်ချောက်ကပ်လို့နေပါတော့တယ်ထုံးနိုင်တဲ့ပြားလေးလို့တငယ်ချင်းနှစ်ယောက်လဲတကိုယ်လုံးချွေးရွှဲဆိုကဖုန်ကြီးကျောင်းစရက်ပေါ်မှာအမောတကောနဲ့လဲကြရင်ဒီညရဲ့6ချားပွဲရာဖြစ်ဆိုးကြီးကိုဘယ်တော့မှမေ့နိုင်ကြတော့မှမဟုတ်ပါဘူးဟုတ်ကဲ့ပါနောက်ရက်များမှလဲအပိုင်း3ကိုတင်ဆက်ပေးမှာမို့စောင့်မျှော်ပေးကြပါဦးဗျကျွန်တော်မျိုးစောဦးပါ